ကျွန်တော်ပြောပြမယ်ကျွန်တော် UFC 316ပြောတာတမျိုးကြံငယ်လို့ကျွန်တော်ပြောပြတမျိုးကြံငယ်လဲဆိုတာဒါနာမည်ကြီးဟို fighter တွေတဲကအကြောင်းတော့မဟုတ်ပါဘူးကျွန်တော်အသိရမှာရှင်းရှင်းပြောရလို့ရှိရင်တချို့ဆိုနာမည်ကြီး fighter တွေအကြောင်းသိရမှာလူကြီးများမဲ့ fighter တွေအကြောင်းတွေပဲပြောကြတယ်နော်ဒါသူများကပို့ခဲ့တာကျွန်တော်ကအကုန်ပြောတယ်သိသိတယ်လို့ထင်ရင်ကျွန်တော်မျက်စိထဲကျွန်တော်စိတ်ထဲမှာသိသိတယ်လို့ထင်ရင်ကျွန်တော်ပြောချင်တဲ့ကိစ္စဆိုကျွန်တော်ပြောတယ်သူက view တက်တာတွေမပြတ်တာတွေကျွန်တော်စိတ်ဝင်စားဘူး view တက်အောင်ဟိုပြောလို့ရတဲ့နည်းတွေကျွန်တော်အများကြီးစိတ်ဝင်စားဘူးဆိုတော့ဟိုအကုန်လုံးကိုသိစေချင်တာဗျာသိလား MMA နဲ့ပတ်သက်လို့ရှိလို့ရှင်ဟာကိုပြောမဲ့အကြောင်းအရာနဲ့ပတ်သက်လို့ရှင်ကျွန်တော်ဟိုခွဲခြားမရှိအခုကျွန်တော်ဘာပြောပြမလဲဆိုတော့ Bellator ကနေပြောင်းလာတယ် Bellator Bantamweight Champion Pichimit ဆိုရယ် Pichimit နော် Pichimit အတန်တော့ကအဲ့လိုတည်းထားရတော့ဆိုတော့သူ့အကြောင်းပြောပြမယ် Pichimit သူက Bantamweight Champion Bellator မှာသူကဘယ်လို Champion ဖြစ်လဲဆိုတော့အရင်တုန်းကကျွန်တော်တို့ UFC ကတိုနီဖာဂူဆန်နဲ့ထိုးရလေသွေးတန်တွေကိုရဲနာပဲအန်တိုနီပက်တီရှိုးတိုင်းပက်တီရဲ့ညီဆာဂျီယိုပက်တီကိုနိုင်ပြီးတော့ Bellator Bantamweight Champion ဖြစ်တယ်နော်ဆာဂျီယိုပက်တီကိုနိုင်ဆာဂျီယိုပက်တီကလည်းအရင်တော့ UFC Bantamweight မှာထိုးဦးတယ်ပြီးတော့မှ Bellator ရောက်သွားတာနော်အဲ့ဒါကိုနိုင်ပြီးအဲ့ဆာဂျီယိုပက်တီကိုနိုင်ပြီးတော့ Bellator Bantamweight Champion ဖြစ်တယ်နောက်ဆုံးကျတော့ Bellator ကို PFA ကဝယ်လိုက်တဲ့အတွက်Bellator တချို့ fighter တွေထိပ်တန်း fighter တွေပေါ့နော် UFC ကိုရောက်လာတယ်ပြီးတော့ရင်ဒီ Sergio Perry ဒီ Pichimit တို့ Pitbull တို့ပြီးလို့ရှိလို့ရှင်ကျွန်တော်ဒီရှေ့မှာဆိုလို့ရှိလို့ရှင် Michael Van Rompuy တို့ရောက်လာနော်ဒါများသောအားဖြင့်ပေါ့ကျွန်တော်ပြောပြရှေ့မှာဆိုလို့ရှင်Michael Chandler တို့နော်တော်တော်များပါတယ်ဆိုတော့အဲ့ fighter ကမနေ့ကဟိုအဲ့ UFC 316မှာ UFC ranking 10 ရ fighter နဲ့ကစားရတယ်ရှုံးတာမှာတော်တော်အမှတ်ပြတ်ရှုံးတာမာကုန်မြင့်လို့မာကုန်တာမကောင်းလို့ရှိရင်အလဲထိုးခံရတော့တယ်နော်သူ့အကြောင်းကိုကျွန်တော်ထပ်ပြီးမိတ်ဆက်ကလို့ရှိရင် UFC strawweight fighter နော်အရင်တော့ဆိုကျွန်တော်အရင်ပြောဦးတယ် woman carpet လို့တော့ခေါ်တယ်ဆိုတော့ woman carpet လို့တော့ခေါ် Tyrone Suarez နော်အဲ့ Suarez ရဲ့ဘဲအကောင်ကနော် Suarez ရဲ့ဘဲ Tyrone Suarez ရဲ့ဘဲနော် Suarez ကဟိုတလောကကျွန်တော်ဒီတေယိုမကျန်းဝေလီကိုရှုံးသွားတယ်သူကတပန်းတစ်ပေါက်ပဲရှိအောင်ကျန်းဝေလီကတိတ်တောင်းတစ်ဖက်လည်းကောင်းနော်ဒီ striking လည်းကောင်းတော့သူဘလို့မှလုံမရမနဲ့ရှုံးသွားချာအရင်တော့ကသူက undefeated fighter ကျန်းဝေလီကိုမရှုံးခင်တော့ထားတော့အဓိကအဲ့ဒီဒီ Pichimit အကြောင်းပြောချင်တာ UFC ကိုရောက်လာတယ် UFC ranking 10 ကစားသမားနဲ့ကစားတယ်ရှုံးတယ်အဲ့တော့သူက Bellator Bantamweight Champion နော်အဲ့တော့ကျွန်တော်ပြောချင်တာ Bellator ရဲ့အနေထားအဲ့လောက်ပဲရှိတာလားနော်အဲ့လောက်ပဲရှိတာလားသူနဲ့ကစားတဲ့ကစားသမားဒီ UFC ranking 10ဒါပေမဲ့သူ့မှာတခုထူးရတာတခုကျွန်တော်ပြောပြမယ်ခုပွဲဆက်တိုက်ရှုံးပွဲမရှိဘူးနိုင်ထားတာအဲ့ထဲမှာဂျိုဆေရဲ့လိုကြီးတောင်ပါတယ်နောက်ဆုံးနိုင်ထားတာဂျိုဆေရဲ့လိုကြီးကိုနိုင်ထားတာဆိုရင်သူ့မှာလည်း record တခုrecord ကောင်းရှိရလို့ပြောချင်တာဒါပေမဲ့ Bellator Bantamweight Champion ဗျာဒီဘက်က ranking 10နဲ့တော့ကစားတင်တာပေါ့ဟုတ်တယ်မလားကစားဟို UFC ကကစားခိုင်းနေဆိုတာမှန်တယ်လို့ကျွန်တော်ပြောချင်တာBellator အဲ့တော့ကျွန်တော်အဲ့တော့အဓိကပြောချင်တဲ့အကြောင်းရင်းက UFC level ဆိုတာအလကားဖြစ်နေတာမဟုတ်ဘူးเนาะကျွန်တော်တို့ဒီUFC ဒီ MMA ကစားဟို organization တွေ promotion တွေထဲမှာထိတ်ဆုံးဖြစ်နေတာဒီအချမ်းသာဆုံးမျိုးဖြစ်နေတာမဟုတ်ဘူး UFC က fighter တွေဒီတခြားorganization က fighter တွေ level တစ်ခုမြင့်တယ်လို့ပြောချင်တာเนาะအဲ့လိုမျိုးတွေရှိတယ်ပေါ့ဆိုတော့မနေ့ကကျွန်တော်အဲ့ပွဲကိုသူများကတည်းကဘယ်သူမှတော့ highlight လုပ်ပြီးတိတ်မပြောကြပါဘူးနည်းနည်းပါးပါးပဲပြောကြကျွန်တော်အဲ့အကြောင်းလေးကိုပြောပြခြင်းလို့ तू ကBellator မှာအဲ့ Sergio Perry ကိုနိုင်ပြီး champion ဖြစ်တယ် champion ကကွယ်ပဲတစ်ပွဲထိုးတယ်ထိုးပြီး UFC ရောက်လာရှုံးပွဲ2ပွဲရှိတယ်အခု UFC မှာအခုရှုံးတဲ့ပွဲအောမှာ2ပွဲပဲရှိတယ်တပွဲမှာအလဲထိုးမခံဘူးအဲ့လို fighter ကြီးက UFC ranking 10နဲ့ကစားတာကိုရှုံးတယ်တဲ့နော်ရှုံးတယ်ဆိုတော့ကျွန်တော်ပြသူ fighter ဆိုတော့အနိုင်ရှုံးတော့ရှိမှာပဲဗျာဒါပေမဲ့ Bellator Bantamweight Champion တော့ UFC ပွဲဥတော့မှာနိုင်လို့ရှိရင်အဖွင့်လေးလှအောင်ရတာဗောနော်ဘယ်လိုဆိုလို့ရှိရင်ဒီကီလာဟာရေးစိန်ဆိုလို့ရှိရင်ပွဲကောင်းပါရသူနိုင်တောက်လျှောက်ခပတ်တန်းလူလို့ရ Bantamweight မှာလည်းဟိုရှင်းပြောရလို့ရှိရင် fighter တွေများတယ်ဆိုပေမဲ့ဒီအခုလက်ရှိမြင်ရတဲ့အတိုင်းပဲ Marat Dvalishvili ကိုမရှင်းနိုင်ကြတော့တက်လာတဲ့ fighter ကိုနေရာပေးမှDana Whiteကအဲ့ဒါတေးကြတယ်နော်တောက်လျှောက်တက်လာပြီးကောင်းဟိုဘယ်လိုပြောရမလဲ
လက်ဆန်းပြနိုင်လို့ရှိရင်တန်းပြီးတော့ခပတ်ပေးလူမှာဆိုလားပလတာဝဲချန်ပီယံရှုံးသွားတယ်လို့မနေ့ကကျွန်တော်အိုက်ပွဲကိုကြည့်အိုးရှုံးတာမှလေအဲ့လိုဟိုဆိုရင်သားဗျာဒီအမှန်မတိမ်မရင်းနဲ့ရှုံးတာမဟုတ်ဘူးတော်တော်ထိထိခိုက်ခိုက်ကိုအထိုးခံရတာအထိုးခံပြီးရှုံးတာအဲ့အန်တိုနီပက်တီရဲ့ညီဆာဂျီယိုပက်တီကိုသူနိုင်ဘူးတယ်နိုင်ပြီးသူချန်ပီယံဖြစ်တာဆာဂျီယိုပက်တီကလည်းအခုဘလက်တာမှာမရှိတော့ဘူးဘလက်တာဒီဟိုခုနကျွန်တော်ပြောသူဝယ်လိုက်တော့သူလည်းဒီ racing အဖွဲ့အစည်းကိုရောက်သွားပြီအန်တိုနီပက်တီကတော့နားဝိုက်တောင်ဒီပေါင်စင်ထိုးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်အန်တိုနီပက်တီရဲ့ UFC မှာတော့တကယ်ကောင်းတာเนาะအဲ့တော့ဒါကျွန်တော်ပြောပြတာပါအဲ့ PG မေဆိုတာ UFC Strawweight ကစားသမားတက်တင်နီယာဆော်ရဲရဲ့ပဲเนาะနောက်ကြသူတို့အတွဲကိုတွဲမြင်ရလေဦးမယ်အဲ့ဒါလေးကျွန်တော်လာပြောပြတာပါဒါသိအောင်လို့တော်တော်များများ page တွေကမပြောပါဘူးမတင်ပါဘူးနာမည်ကြီး fighter တွေအကြောင်းပဲပြောတာကျွန်တော်တို့ဒါသိအောင်လို့တခုဆိုသိအောင်လို့ကျွန်တော်ပြောပြတာဖြစ်ပါတယ်เนาะ